Blackmagic camera အဲ့ထဲမှာ editor ဘက်ရဲ့ lab တွေကိုအသုံးပြုပြီးတော့ဗီဒီယိုရိုက်တဲ့အခါမှာအယောင်တွေကိုစိတ်ကြိုက်ဘယ်လိုပြောင်းလဲလို့ရမလဲဆိုတာကိုလေ့လာကြည့်မယ်ဒီ Blackmagic camera app က iOS ကို Android ကိုအသုံးပြုလို့ရရဆိုပေမဲ့ကိုယ့်ဖုန်းကတော့သူတို့သတ်မှတ်ထားတဲ့ version ဖြစ်နေဖို့တော့လိုတယ်အလွယ်တကူ download ရအောင်လို့ကျွန်တော် comment မှာ link ပေးထားတယ်ကိုယ့်ဖုန်းနဲ့လည်းကိုင်ကြည့်ရယ် download လည်းလုပ်လို့ရတယ်ဆိုရင်တော့အခုပြထားသလို Blackmagic camera app ကို open နှိပ်ပေးပါဓာတ်ပုံကင်မရာတွေဗီဒီယိုကင်မရာတွေနဲ့ကိုကမရင်းနေသေးဘူးဆိုရင်တော့အခုဒီမြင်နေရတဲ့ interface ကြီးကရှုပ်ရင်ရှုပ်နေတယ်ဒါပေမဲ့ပြဿနာမရှိဘူးကျွန်တော်တို့ setting တွေကိုတွားပြီးတော့လိုရတဲ့အရာချို့ကိုပြင်ကြမယ်ပထမဆုံးလုပ်ရမှာကအပေါ်ဆုံးကကိုယ်တက်ထဲကိုဝင်မယ်ပြီးရင်ကိုယ့်ရဲ့ file format ကိုသတ်မှတ်ပေးမယ်ပေါ့နော် iOS အသုံးပြုသူတွေအတွက်ကတော့ Apple ProRes 422HQ ကိုပြောင်းမယ် Android phone အသုံးပြုသူတွေအတွက်ကတော့ H264 ကိုထားပေးမယ်နောက်တစ်ခုကတော့ camera setting တွေကနေပြီးတော့ enable vertical video ဆိုတာလေးကို on ထားပေးမယ်ကိုက 16:9 ဗီဒီယိုမျိုးမဟုတ်ဘဲနဲ့ vertical ဗီဒီယိုမျိုးလိုချင်တယ်ဆိုရင်တော့ဒီ setting ကိုဖွင့်ထားပေးရမယ် record လုပ်ထားတဲ့ဗီဒီယိုတွေကို Blackmagic camera အထဲမှာပဲသိမ်းမလား app ကော photo library ထဲမှာသိမ်းမလားဒါမှမဟုတ်အပြင်က file ကူကူမှာပဲသိမ်းမလားဆိုတာကို media panel ထဲက save clip tool လေးကိုဝင်ပြီးတော့ချိန်လို့ရတယ်နောက်တစ်ခုကတော့အောက်ကိုဆက်ဆင်းပြီးတော့ LED panel ထဲက LED manager လေးကိုဝင်မယ်ပထမဆုံးမြင်တွေ့နေရတာကတော့ဘေးရင်လက်တွေပေါ့နော်ဒီဟာတွေက Blackmagic camera app ကို download လိုက်တာနဲ့ပါလာပြီးသားလက်တွေပြီးရင်အောက်ကိုဆက်ဆင်းပြီးတော့အောက်ဆုံးမှာ import lab ဆိုတာရှိတယ်အဲ့ဒီမှာ editor backpack ရဲ့ lab တွေကို select လုပ်ပြီးတော့ app လုပ်ပြီးလို့ရတယ်ဒါဆို phone camera နေပြီးတော့ lab color တွေပါဝင်နေတဲ့ camera တစ်လုံးဖြစ်ပြောင်းလဲသွားပြီဖြစ်တယ်ပေါ့နော်ဒါကြီးလုပ်ပြီးသွားပြီဆိုရင် camera setting ဘက်ကိုပြန်သွားမယ်အခုမြင်နေရတဲ့နေရာမှာတော့ professional camera တွေရဲ့ setting တချို့ရှိတယ် ISO တို့ white balance တို့ shutter speed တို့ဒါတွေကိုနားလေကျွမ်းကျင်နေတဲ့လူတွေကတော့ပြဿနာမရှိဘူးကိုကဖုန်းနဲ့ပဲအမြဲရိုက်တဲ့သူမျိုးဆိုရင်တော့ auto ထားပြီးတော့အသုံးပြုလို့လည်းရတယ် camera setting တွေကို auto ထားပြီးတော့ရုပ်ပုံရဲ့အလင်းဆုံးနေရာကိုတစ်ချက်ထောက်လိုက်တာနဲ့သူက auto ချိန်ကြီးပြီးသားဖြစ်သွားမယ်ခုနကကျွန်တော်တို့တွင်းထားတဲ့ import lab color တွေကိုအခုတစ်ခုချင်းစီဘေးကိုတွန်းပြီးတော့ပြောင်းလို့ရတယ်နောက်ဆုံးအကြောင်းလေးပြောင်းပြီးတော့ record video ယူထားတဲ့ clip တွေကိုကိုအသုံးပြုနေတဲ့ editing software တွေမှာလည်း edit တန်းပြီးတော့လုပ်လို့ရတယ်ဖုန်းတစ်လုံးနဲ့ဗီဒီယိုကိုရိုးဘေးရင် color တွေနဲ့ရိုက်နေမယ်ဆိုအခုလို mic color တွေနဲ့ချိန်ရိုက်ဖို့ editor ဘက်မှာလာရောက်ဝယ်လို့ရပါပြီ